ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံမှာရခိုင်ဖူကြီး300ကျော်လောက်ဟာ UNHCR အသိအမှတ်ပြုခံရပေမဲ့ဘာခွင့်ရမှမရကြပဲဆဲဝဲနေရေးနေထိုင်ရေးအခက်အခဲတွေမျိုးမျိုးတွေနဲ့ရင်ဆိုင်နေကြရပြီးဘာဒုက္ခတွေများနေမှာကော့စဘဇာမြို့မှာရှိတဲ့ UNHCR ရုံးချမှာသူတို့အခွင့်အရေးရရှိဖို့အတွက်ဆန္ဒပြမှုတစ်ခုကိုပြုလုပ်ခဲ့ကြပါတယ်။ချိုးနဲ့ထောပြလာတဲ့အခန်းသံဃာရဏတို့ကပြည်သူလူတွေလည်းအလွန်လာမှဒုက္ခတွေမြင်နေတယ်။ဦးစားရအာရဘူးတို့ကဘာမှတော့ပြုစုလို့မရှိဘူး။ဟာကျမရဲ့နေမကောင်းဆိုလို့ရှိရင်စိတ်ဝင်သွားရင်စိတ်လင်းတာကြီးစောင့်နေရတယ်သူတို့ကပြုစုမှုဘာမှတော့မပြီးဘူး။နောက်ပြီးတော့အခက်အခဲစားတော့ခက်ခဲအနေထိုင်ခက်ခဲသူတို့ကပြုစုပြီးမစောင့်ရှောက်ပြီးမဆိုပြီးတော့ပြောသွားတယ်ဘာမှတော့ပြည့်စရာမရှိဘူး။ဦးစားတော့ဒီမှာခက်ခဲချပြီးတော့ဒီမှာတောင်းဆိုတော့သွားလာချင်သူတို့ဖိတ်ခါပြီးတော့ဦးစားတော့ဆက်စတယ်နောက်တစ်ခုကတော့ဦးစားတော့ဒီမှာပင်ရရဲ့လူမျိုးရေးစီဝါရေးဘာမှတခုမရှိဘူးဦးစားနာဂတ်တော့ဘာမှတခုမရှိဘူးအဲ့ဒီကြောင့်သူတို့ကိုဦးစားတော့အတိုက်တောင်းဆိုနေတယ်သူတို့ကလက်တော့ကြာပြီးစားဆိုတော့ branch က head office နဲ့တော့ပြီးတော့တွေ့တယ်အဲ့ဒီချိန်မှာသူပြောတာကကျွန်တော်တို့ရဲ့ကိစ္စဟူသည်များကိစ္စဝိစ္စဟူသည်များဟာဒါကမှရှိတဲ့ယုံနဲ့ပဲဆိုင်တယ်တဲ့ဒီယုံက Rohingya refugee တွေနဲ့ဆိုင်တဲ့ယုံပဲဖြစ်တယ်လို့ပြောတယ်ဒီခြေလက်ဒေသကိုကျွန်တော်တို့ရောက်လာတယ်မသိရုံတည်းပဲကျွန်တော်တို့လုတ်ကန်စားတောင်းနေကြတယ်ဗောဗျာတကယ်မသိရုံတည်းပဲတကယ်မသိရုံတည်းပဲဗျာအဲ့တော့မိုင်3000နဲ့900 3000နဲ့ဝေးတဲ့ဒီ Cox Bazar ကနေတော့ဒါကကိုသွားမယ်ဆိုတဲ့ဟာကလည်းကျွန်တော်တို့အတွက်တကယ်ကိုငရေနဲ့နှိမ့်ပန်လို့ပဲသဘောကပွားနေတယ်ဗောဗျာဗမာနာဖတ်ဆရာတွေကနေမြေကျွန်တော်မိကိုတက်ပတ်တယ်ဒါနဲ့ကျွန်တော်နေလို့မရတော့ကျွန်တော်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးလာတယ်ကျွန်တော်ဖမ်းပြီးတော့စစ်တကောင်းထောင်ထဲမှာထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းထောင်မှာထောင်ထဲမှာကျွန်တော်6လနေခဲ့ရတယ်6လလွယ်ပြီးမှနေပြီးတော့ကျွန်တော်2008ခုနှစ်ကျွန်တော်ထောင်ကလွတ်လာတယ်သူကဖမ်းတဲ့ချိန်မှာရိုင်းနေကြတယ်အများကြီးရှိတယ်ဒါနဲ့ကျွန်တော်မှတန်ရတယ်အများကြီးပေါ်လာတယ်နောက်ပြီးတော့ကျွန်တော်မှသွေးကင်ဆာတွေရှိတယ်UNHCR မှာကျွန်တော်အသိအမှတ်ပြုခံရပေမဲ့ကျွန်တော် UNHCR ကဘာတစ်ခုမှကူညီမရလို့ကျွန်တော်ကျမရဲ့ကျွန်တော်အနားယူရှင်တယ်အနားယူခွန်းရောခုတ်တဲ့စီတော့ကျွန်တော်မရသေးဘူးကျွန်တော်စောင်းနေကျွန်တော်လှုပ်ချင်းဝင်ပြီးတော့မနိုင်လဲလုံနေရသေးတယ်ထောင်နဲ့တစ်ခုနှစ်မှာ UNHCR ကကျွန်တော်ကိုအသိအမှတ်ပြုခဲ့တယ်လာတဲ့ပုံမှန်တနေ့ကျော်ထောက်ပံ့ပေးပြီး UNHCR မှာ2003ခုနှစ်ကကျွန်တော်တို့ထောက်ပံ့ကြေးဖြတ်တောက်ခဲ့ပြီးကျွန်တော်တို့ဒီမြို့ပေါ်ဒေသမှာမနေနိုင်ဘဲနဲ့နေတဲ့တနေရာမှာကျွန်တော်တို့လောက်ကန်ချက်တော့ဖို့အတွက်နေထိုင်ခဲ့တယ်နေတဲ့တနေရာမှာကျွန်တော်လောက်ကန်ချက်တော့ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရကတည်းကကျွန်တော်တို့ကိုဖမ်းဆီးခဲ့တယ်မြန်မာပြည်သားဆိုပြီးခဲ့ဒါကြောင့်ကျွန်တော်တို့ UNHCR ကလည်းထောက်ပြရတယ်တို့ UNHCR ကလည်းအတိမတ်မပြုခဲ့ကျွန်တော်ကို14-5ရက်တိုင်ညပန်းလိုက်ခဲ့ပြီးကျွန်တော်ပြန်လှောက်ခဲ့တယ်အဲဒီကြောင့်ကျွန်တော်ကော်ဆိုဘာမျိုးစုပြန်လာပြီး UNHCR တို့အချိန်အခါကကျွန်တော် application 6လောက်ကျွန်တော်တင်ခဲ့တယ်အကူအညီပေးဖို့အတွက်ကျွန်တော်မှလက်ရှိကျန်းမာရေးလည်းမကောင်းကျွန်တော်မိသားစုတွေလည်းအဲ့ဒီတိုင်းပဲကျန်းမာရေးအခြေအနေမကောင်းအကူအညီတောင်းခဲ့တဲ့ UNHCR ကအခုတည်းကကျွန်တော်တို့ကိုအတိမတ်မပြပါတခုမှလည်းထောက်ပံ့ခြင်းလည်းမပေးဘဲနဲ့လက်လွတ်ရှိထားပါလား